အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ hazard tab ကဆောင်မဲ့ဖြစ်ပါတယ်ကျွန်တော်ဒီသင်ခန်းစာမှာဆက်တင်မှာကတော့ C# မှာရှိနေတဲ့ data types တွေအကြောင်းကိုကျွန်တော်ဆက်ပြီးတော့သင်မှာဖြစ်ပါတယ်ပထမဆုံးပြောမယ့် data type ကြီးကျွန်တော် boolean လို့ခေါ်တဲ့ boolean bool data type ဖြစ်ပါတယ် boolean ဒီသူ့မှာသူ boolean variable တွေကိုထည့်လို့ရတဲ့တန်ဖိုးနှစ်ခုက true or false true ဒါမှမဟုတ်ကျွန်တော် false ထည့်လို့ရပါတယ်ဘာလို့လဲဆို boolean ဒီကျွန်တော် true or false ကိုပြောတာဖြစ်ပါတယ်အဲ့တော့အဲ့ variable တွေကိုကျွန်တော်ဘာမှတန်ဖိုးမတက်မှတ်ထားဘူးဆိုလို့ရှိရင်သူ့ထက်မှာရှိနေတဲ့ default value က false ဆိုတာရှိနေမှာဖြစ်ပါတယ်အဲ့တော့ true or false ထည့်ရမှာအဲ့ variable ကိုတန်ဖိုး true လား false လားတတ်မှတ်ထားဖို့ဆိုလို့ရှိရင်အဲ့ဒီထဲမှာကျွန်တော် false ရှိနေမှာဖြစ်ပါတယ်အဲ့တော့ boolean လေးကိုကျွန်တော်ရေးကြည့်အောင်ပေါ့ဒီညမှာကျွန်တော် bo1 bool ဆိုတဲ့ keyword နဲ့စပြီးရေးရတယ် bo1 bool ဒီကျွန်တော် boolean ဖြစ်တယ်ပေါ့ bo1 bool is okay ဆိုတဲ့ variable boolean variable တွေကိုကျွန်တော်ဒီညမှာ dir true ထည့်ခဲ့လိုက်တယ်အဲ့တော့ is okay ဆိုတဲ့ variable ဘာရှိနေလဲဆိုတော့ကျွန်တော်ထုတ်ကြည့်မယ်အဲ့တော့ con son လေး console.right line နဲ့ကျွန်တော်ထုတ်ပြီးတော့ကြည့်မယ် console.right line နဲ့ is okay ဆိုတဲ့ variable ရရှိနေတဲ့တန်ဖိုးထုတ်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော် run ကြည့်အောင် run ကြည့်တဲ့အချိန်မှာis okay ထဲမှာကျွန်တော် true ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ကကျွန်တော် is okay တဲ့ကိုကျွန်တော် false ထည့်ပြီးတော့ run ကြည့်မယ်ပေါ့ဗျာအဲ့တော့ false false ထည့်ပြီးတော့ run ကြည့်မယ်ဒါဆိုရင်ကျွန်တော် is okay ဆိုတဲ့ကျွန်တော်ဒီ variable ထဲမှာ false ရှိနေပါလိမ့်မယ်အပေါ်မှာထည့်ခဲ့လို့အပေါ်မှာ false ထည့်ခဲ့လို့ကျွန်တော် is okay ဆိုတဲ့ variable ထဲမှာ false ရှိနေတာဖြစ်ပါတယ်နောက်ထပ်ဆက်ပြောမယ့် data type ကကြတော့ဒီမှာဒီ sign integer data type တွေကိုကျွန်တော်ဆက်ပြောပြမှာဖြစ်ပါတယ် sign integer data type က whole integer value integer တန်ဖိုးကိန်းဂဏန်းတန်ဖိုးတွေကိုတင်ထားတာဖြစ်ပါတယ်အဲ့တော့ both positive and negative integer positive ဆိုရဲအပေါင်းကိန်းဂဏန်းတွေရော negative integer လို့ခေါ်တဲ့အနှုတ်ကိန်းဂဏန်းတွေရောအဲ့ဒါတွေအကုန်လုံးကိုတင်ထားတယ်ကျွန်တော်ဒီအဲ့ဒါတွေအကုန်လုံးတတ်မှတ်တဲ့တန်ဖိုးကဗာလဲတတ်မှတ်တဲ့အမျိုးအစားက sign integer အမျိုးအစားဖြစ်ပါတယ်အဲ့တော့ဒီညမှာကျွန်တော် sign integer အမျိုးအစားကျွန်တော်၄ခုရှိတယ်အဲ့ဒီ၄ခုကဗာလဲဆိုတော့ကျွန်တော် s byte ရယ် short ရယ် int ရယ် long ရယ်ဆိုပြီးတော့ sign integer data type အမျိုးအစားကျွန်တော်၄ခုရှိတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ sign integer ဆိုတဲ့အတိုင်းပဲအပေါင်းကိန်းတွေရောအနှုတ်ကိန်းတွေရောအကုန်လုံးကိုသတ်မှတ်တာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကစကြည့်ရမှာဒီ s byte ဆိုတဲ့ data type လေးကိုကျွန်တော်စပြီးတော့ကြည့်မယ် s byte ဒီသူ့ရဲ့မှာ size က8 bit ရှိပါတယ်အဲ့တော့ -128 ကနေစပြီးတော့ +127 ထိကြားတိုင်းမှာရှိနေတဲ့တန်ဖိုးတွေအကုန်လုံးကိုသိမ်းလို့ရမှာဖြစ်ပါတယ်အဲ့ default value ကဒီ s byte ဆိုတဲ့ variable တွေကိုဘာတန်ဖိုးမှသတ်မှတ်မထားဘူးဆိုလို့ရှိရင် default value က0ရှိနေမှာဖြစ်ပါတယ်အဲ့တော့ s byte မှာ size က8 bit ရှိတယ် range ကသူ့ထဲမှာထည့်လို့ရတဲ့ value range က-128ကနေပြီးတော့ +127 ထိတန်ဖိုးတွေကိုထည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ s byte လေးကိုစမ်းကြည့်မယ်ဒီမှာကျွန်တော်တို့ကဒီမှာ s byte ဆိုပြီးတော့ keyword တွေနဲ့သင်ရလိုက်တယ် s byte ကျွန်တော် age ပေါ့ဗျာ age ထဲကိုကျွန်တော်တို့က20နဲ့မှာ8လောက်ထည့်လိုက်တယ်ပြီးရင်ကျွန်တော် age ကိုထုတ်ကြည့်မယ်အဲ့တော့ console ကျွန်တော် right line နဲ့ကျွန်တော်ထုတ်ကြည့်မယ် console right line နဲ့ age ကိုထုတ်ကြည့်မယ် age ဆိုတဲ့ variable ကိုကျွန်တော်ထုတ်ကြည့်မယ်အဲ့တော့ဒီမှာ run တဲ့အချိန်မှာ28ထွက်လာပါတယ်အဲ့တော့ variable ဆိုတဲ့အတိုင်းပဲသူ့ထဲမှာရှိနေတဲ့ content တွေကို program မှာတခြားနေရာမှာပြောင်းလို့ရတယ်အဲ့ဒီနေရာမှာပြောင်းလိုက်မယ် age ထဲကိုဒီနေရာမှာ30နဲ့မှာ2ထည့်လိုက်မယ်အဲ့ဒါဆိုဘာထွက်လာမလဲဆိုရင်ဒီမှာ32ထွက်လာမှာဖြစ်ပါတယ်ရမ်းကျတဲ့အချိန်မှာ32ထွက်လာတယ်ပေါ့ဘာလို့လဲဆိုရင်အပေါ်မှာ28ထည့်ခဲ့တယ်ဒါပေမဲ့28ထည့်ပြီးရင်နောက်မှာဒီ a ဆိုတဲ့ဒီ variable တွေကို32ဆိုပြီးတော့ကျွန်တော်ပြောင်းပြီးတော့ထည့်လိုက်ပါတယ်ဒါဆိုရင်ကျွန်တော်အပေါ်မှာရှိနေတဲ့28ကပြက်ပြီးတော့နောက်ထည့်လိုက်တယ်32ဆိုတာလေးရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်လို့ age ထဲကို32ထည့်ခဲ့တဲ့ကြောင့်မလို့ဒီနေရာမှာ console.right line ဆိုတဲ့နေရာမှာဒီ console မှာ32ဆိုပြီးထွက်လာတာကိုတွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ဆက်ပြီးကြည့်မယ်နောက်ထပ် set တင်ရမယ့် byte ကနောက်ထပ် set တင်ရမယ့် data type က short short ဆိုတဲ့ data type ဖြစ်ပါတယ် short ဆိုတဲ့ data type ဒီက16 bit size သူ့ရဲ့မှာ size က16 bit 16 bit ရှိပါတယ် range က-32768ကနေပြီးတော့ +32767 ထိရှိနေတဲ့တန်ဖိုးတွေကိုထည့်လို့ရပါတယ်as by short variable တွေကိုဘာတန်ဖိုးမှထည့်မထားဆိုလို့ရှိရင်သူ့ထဲမှာရှိနေတဲ့ default တန်ဖိုးက0ဖြစ်ပါတယ်အဲ့တော့ short ဆိုတဲ့တန်ဖိုးတစ်ခု short ဆိုတဲ့ variable ကိုကျွန်တော်စမ်းကြည့်မယ်ပေါ့ဗျာအဲ့တော့စမ်းမယ်ဆိုတော့ sh ကနေ short age ထဲကိုကျွန်တော်ဒီတစ်ခါminus ဟိုလောက်ထည့်လိုက်မယ်2000နဲ့မှ400လောက်ထည့်လိုက်မယ်ပေါ့အဲ့တော့ဒီမှာ age မဟုတ်ဘဲနဲ့ဒီနေရာမှာဆိုတော့ something ပေါ့ sum တစ်ခုတုံးထည့်လိုက်တယ်ပေါ့ဗျာအဲ့ဆိုရင် sum ဆိုပြီးရေးလိုက်တယ်အဲ့ဒီနေရာမှာဆိုရင် sum ပေါ့ okay အဲ့တော့ဒီကောင်လေးကို run ကြည့်တဲ့အချိန်မှာဘာထွက်လာမလဲဆိုရင် -2400ဆိုပြီးထွက်လာပါတယ် -2400ပေါ့ဗျာထွက်လာတယ်အဲ့ဒီမှာ short ဆိုတဲ့ data type ကိုသုံးထားတယ်ပေါ့ short ဒီ16 bit ရှိရယ် range ကသူ့ထဲကိုထည့်လို့ရတဲ့ဒီတန်ဖိုး range ကဒီ -32768ကနေပြီးတော့ +32767တိအောင်ရှိနေတဲ့တန်ဖိုးတွေကိုဒီ range မှာရှိတဲ့တန်ဖိုးတွေကိုဒီနေရာမှာကျွန်တော်ထည့်လို့ရမှာဖြစ်ပါတယ်နောက်ထပ်ဆက်ကြည့်မှာ int ဆိုတဲ့ integer အမျိုးအစားဖြစ်တယ် integer ဒီ32 bit ဆန့်ပါတယ်32 bit ဆိုတဲ့အတိုင်းပဲ-2 power 31နေပြီးတော့ +2 power
31 minus 1 ထိအောင်ရှိနေတဲ့တန်ဖိုးတွေကိုထည့်လိုက်ရမှာဖြစ်ပါတယ်depth of value ကအဲ့ integer ဆိုတဲ့ variable တွေဘာမှထည့်မလို့ဆိုလို့ရှိရင်0ရှိနေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ int som sum နဲ့ကိုကျွန်တော်4ထည့်ခဲ့လိုက်တယ် sum ကိုထုတ်ကြည့်တဲ့အချိန်မှာဒီ console မှာ4ဆိုပြီးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်မယ်နောက်က long ပေါ့ long ကကြတော့64 bit ဆန်တယ်64 bit ဆိုတဲ့အတိုင်းပဲ -263 ကနေပြီးတော့minus 2 power 63ကနေပြီးတော့plus 2 power 63 minus 1 ထိအောင်တန်ဖိုးတွေထည့်လို့ရတယ် depth of value က 0n ဆိုတာရှိနေမှာဖြစ်ပါတယ်ဒါ n ဆိုတဲ့ဟာတွေကဘာလဲဆိုရင် n represent n ဆိုတာလေးကနောက်မှာရေးပေးထားတယ်အဲ n ဒီဘာလဲဆိုလို့ရှိရင်ဒီ long data type ရဲ့မှာအဆုံးသတ်ကိုညွှန်းဆိုတာဖြစ်ပါတယ်အဲဒီ long data type တွေရဲ့နောက်မှာကျွန်တော်ဒီ 0n ဆိုတာလေးရှိနေတာပေါ့ဗျာသူတဲ့ကိုဒီ long ဆိုတဲ့ဒီ variable တွေကိုဘာမှထည့်မတာဆိုလို့ရှိရင်သူ့ထဲမှာရှိနေတဲ့ default တန်ဖိုးက 0n ဆိုတာရှိနေတာဖြစ်ပါတယ်ဒီ l ဒီ long ကိုကိုးစားပြုတာဖြစ်ပါတယ် long ဒီသူ့ရဲ့မှာ size က64 bit ရှိပါတယ် range က -2 power 63ကနေပြီးတော့ plus 2 power 63 minus 1 ထိအောင်ရှိနေတဲ့တန်ဖိုးတွေကိုအဲ့ variable ကိုသွားပြီးတော့ထည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့စမ်းကြည့်အောင်long ကိုကျွန်တော်စမ်းကြည့်ရပါဗျာ long ဒီနေရာမှာရေးလိုက်မယ် l1 ဒီ long sum နဲ့ကိုကျွန်တော်ထည့်လိုက်မယ်အဲ့တော့ minus နောက်က l နဲ့အဆုံးသတ်ပေးရတယ် l ဒီဘာကိုစားပြရလဲ long ကိုစားပြတာဖြစ်ပါတယ်အဲ့တော့ -23552 394l ဆိုပြီးတော့ထည့်ထားတယ် l ဒီကျွန်တော် long ကိုစားပြတာဖြစ်ပါတယ်အဲ့တော့ run ကြည့်အောင် run လိုက်မယ်ဆိုလို့ရှိရင်ထွက်လာတဲ့ဟာကကျွန်တော်ဒီမှာရေးခဲ့တဲ့အတိုင်းပဲဒီမှာရေးခဲ့တဲ့အတိုင်းပဲထွက်လာတယ်ပေါ့ဗျာ -2352394l ဆိုပြီး94ထွက်လာတယ်ပေါ့နောက်က l ကတော့မပါတော့ဘူးဒီနောက်က l တွေကနောက်က l ကကြတော့ဒီ long type ကိုကိုးစားပြုတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဆက်ကြည့်ပါဒီ-2352394ဆိုတာဒီကျွန်တော်ဒီ range ထဲမှာရှိနေပါတယ်ဒီ -2 power 63ကနေပြီးတော့ plus 2 power 63 minus 1ဆိုတော့ဒီ range string ထဲမှာရှိနေတယ်တန်ဖိုးတစ်ခုခုဖြစ်ရပါမယ်နောက်ကကျွန်တော် sin integral တွေပြီးတဲ့အချိန်မှာဆက်လေ့လာမှာကျွန်တော် unsigned integral တွေကျွန်တော်ဆက်ပြီးတော့လေ့လာရမယ် unsigned integral ဆိုတဲ့နေရာမှာ unsigned integral ဆိုတာဒီကျွန်တော်ကဘယ်တန်ဖိုးတွေကိုသိရလဲဆိုရင် whole values equal to or greater than 0နဲ့0ကနေစပြီးတော့0တက်ကြီးတဲ့ခဏန်းတွေကိုတင်ထားပေးတာဖြစ်ပါတယ် whole have negative number ဒီ unsigned integral data type ထဲမှာ negative number လို့ခေါ်တဲ့အနှုတ်ကိန်းတွေကိုတွားပြီးတော့ထည့်လို့မရပါဘူးသူဒီ0ဒါမှမဟုတ်ရှင်0တက်ကြီးတဲ့ခဏန်းတွေ positive number အပေါင်းကိန်းတွေကိုပဲတင်ပေးတာဖြစ်ပါတယ်အဲ့တော့အဲ့မှာ unsigned integral data type ထဲမှာပထမဆုံးသင်ရမှာဒီ byte ဆိုရဲ့ data type ကိုကျွန်တော်စပြီးတော့သင်ရမယ် byte ဒီ 8 bit စီရဲ့0ကနေစပြီးတော့255တိအောင်တန်ဖိုးတွေကိုတင်လို့ရတယ်depth of value ကသူ့တဲ့ဘာမှထင်တောင်းဆိုလို့ရှိရင်0ရှိနေမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ20 byte ပေါ့ဗျာ20 byte အဲ့ထဲကိုကျွန်တော်ဗာထည့်မလဲဆိုတော့ဒီမှာ error တက်နေရပေါ့ error တက်တာဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီမှာ range ကျော်သွားလို့ error တက်တာသူထည့်လို့ရတဲ့ range က0ကနေစပြီးတော့255ထိပဲထည့်လို့ရတယ်အဲ့တော့သူ့ထက်များရင်ဆိုတော့ထည့်လို့မရတော့ဘူးပေါ့အဲ့တော့ဒီမှာ255ဆိုတော့ကျတော့200နဲ့မှ50လောက်ကျွန်တော်ထည့်ကြည့်လိုက်မယ်250လောက်ထည့်ကြည့်လိုက်မယ်အဲ့တော့ sum ကို print ထုတ်ကြည့်မယ် print ထုတ်ကြည့်အချိန်မှာ250ဆိုပြီးထွက်လာတယ်ပေါ့အဲ့တော့ sum ဒီ8 base ဆန်တယ်8 base size သူ့ရဲ့မှာ size က8 base ရှိတယ်တင်းလို့ရတဲ့ range ကသူ့ထဲကိုထည့်လို့ရတဲ့ table range က0ကနေစပြီးတော့255ထိထည့်လို့ရတယ်အနှုတ်ကိန်းတွေမပါတော့ဘူးဘာလို့လဲဆိုတော့သူက unsigned integral ဖြစ်နေလို့သူ့ထဲကိုအနှုတ်ကိန်းတွေသွားပြီးတော့ထည့်လို့မရဘူး depth of value ကအဲ့ variable တွေကိုဘာမှထည့်မထားဘူးလို့ရှိရင် depth of value က3ညဆိုပြီးတော့ရှိနေမှာဖြစ်ပါတယ်နောက်ကကျွန်တော် u short ဆိုတာရှိတယ် u short ဒီ16 bit ရှိပါတယ်16 bit ဆိုတဲ့အတိုင်းပဲ3ညနဲ့စပြီးတော့65535ထိအောင်တင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ2 power 16ပဲ65535ထိအောင်တင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော် u short ဆိုရဲ variable တစ်ခုထင်ရလိုက်မယ် u short ဒီ short ဒီ16 bit ရှိတယ်0ကနေစပြီးတော့65535ထိအောင်တန်ဖိုးတွေတင်လို့ရတယ်အဲ့တော့ u short ရဲ့ကိုတန်ဖိုးတစ်ခုထည့်ကြည့်မယ်အဲ့တော့65535ဆိုတဲ့တန်ဖိုးတစ်ခုထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်တို့ run ကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့ sum ဆိုတဲ့ variable ထဲမှာ data type က sham ဆိုတဲ့ variable ထဲမှာ data type က u short ဖြစ်တယ် u short ဒီ unsigned integral ဖြစ်တယ်သူ့ထက်ကိုတန်ဖိုးက65535ထည့်ရဖြစ်တဲ့ကြောင့်မလို့65535ဆိုပြီးတော့ console မှာ print ထုတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီစက်ကြည့်မယ်နောက်ကကျွန်တော်တို့က uint ဆိုတာရှိတယ် uint ဒီ32 bit ရှိပါတယ်32 bit ဆိုတဲ့အတိုင်းပဲ0ကနေစပြီးတော့2 power 32 minus 1ထိအောင်ရှိနေတဲ့တန်ဖိုးတွေကိုသိမ်းလို့ရမှာဖြစ်ပါတယ် depth of value ကတော့ uint ဆိုတဲ့ variable တွေဘာမှထည့်မထားဆိုလို့ရှိရင်သူ့ထဲမှာရှိနေတဲ့ depth of တန်ဖိုးက3ညဖြစ်ပါတယ်အဲ့တော့ uint နဲ့ uint လေးကို program ထဲမှာထည့်ကြည့်မယ်အဲ့တော့ uint ကို program ထဲမှာထည့်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာဒီကောင်လေးကို u short နေရာမှာကျွန်တော် uint ဆိုပြီးတော့ပြင်လိုက်မယ်အဲ့တော့65535နေရာမှာဒီကောင်ထည့်ကြည့်မယ်
6535နေရာမှာကျွန်တော်တန်ဖိုးတစ်ခုထည့်ရအောင်ပါထည့်ပြီးတော့ကျွန်တော် run ကြည့်မယ် run တဲ့အချိန်မှာကျွန်တော်ထည့်ခဲ့တဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီမှာထည့်လိုက်တဲ့တန်ဖိုးကြီးသူက range က0ကနေစပြီးတော့ဒီ0 to 2 power 32 minus 1ဒီကြားထဲမှာရှိတဲ့တန်ဖိုးကိုကျွန်တော်ထည့်လို့ရမှာဖြစ်ပါတယ်0အပါဝင်ရော0နဲ့2 power 32 minus 1အပါဝင်သူကြားထဲမှာရှိနေတဲ့တန်ဖိုးတွေကိုဒီ uint variable တွေကိုတွားပြီးတော့ထည့်လို့ရမှာဖြစ်ပါတယ်နောက်ကကျွန်တော် u long ဆိုတာရှိတယ် u long ဒီ64 bit ရှိတယ်64 bit ဆိုတဲ့အတိုင်းပဲ0ကနေစပြီး2 power 64 minus 1တိအောင်တန်ဖိုးတွေကိုထည့်လို့ရတယ် depth of value ကသူတို့ဘာမှထည့်မလားဆိုလို့ရှိရင်သူက0ဖြစ်နေမယ်ဟုတ်ဒီနေရာမှာကျွန်တော် u long နဲ့ကျွန်တော်စမ်းကြည့်မယ် u long နဲ့စမ်းကြည့်တဲ့အချိန်မှာလည်းထည့်လိုက်တဲ့တန်ဖိုးအတိုင်းပဲထွက်လာတော့တရားမှာဖြစ်ပါတယ်ဒီ value ကဒီမှာထည့်ခဲ့တဲ့တန်ဖိုးကဒီ range အတွင်းမှာရှိနေမှာဖြစ်ပါတယ်နောက်ကကျွန်တော် floating point ပေါ့ဗျာ floating point ဆိုတာဒီကျွန်တော်ဒီတသမကိန်းတွေကိုတင်လို့ရတာဖြစ်ပါတယ်တသမကိန်းဆိုတဲ့နေရာမှာကျွန်တော် point နေပါတယ်ဟာ45.2 လို့ -29.4 point နေပါတယ်တန်ဖိုးတွေကိုဒီ float ဆိုတဲ့တက်ကသွားပြီးတော့တင်လို့ရတယ်အဲ float ဆိုတဲ့ float ဒီ single precision floating point data type ဖြစ်တယ် float ဒီတသမကတန်ဖိုးတွေကိုတင်လို့ရတယ်အဲ range ကဒီကနေပြီးတော့ dt range ရှိတယ် size က32 bit ရှိတယ်နောက်မှာကျွန်တော်ဗာရေးပေးရမယ်ဆိုရင် 0.0 နောက်မှာကျွန်တော် f ဆိုတာလေးထည့်ပေးရတယ်ပေါ့ f ဒီfloat ကိုကိုစားပြုတာဖြစ်ပါတယ် float ကိုညွှန်းဆိုတာဖြစ်ပါတယ်အဲ့တော့ float ကိုကျွန်တော်ဒီမှာစမ်းကြည့်အောင်ပေါ့အဲ့တော့ f လို့ဒီ float sum ဆိုတဲ့ ထဲကိုကျွန်တော်ထည့်မယ်ဗာထည့်မလဲဆိုတော့89.34 f ဆိုတာထည့်လိုက်တယ်ထည့်ပြီးကျွန်တော် sum ကိုကျွန်တော်ထုတ်ကြည့်လိုက်မယ်အဲ့ချိန်မှာ89.34ဆိုထွက်လာပါနောက်က f ကတော့ဘာလို့လဲဆိုရင်ဒီ f က float ကိုပြောထားတာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်မယ်နောက်ကကျွန်တော် double ဆိုတာရှိတယ် double ဒီကျွန်တော် float ထည့်ပို့ပြီးတော့ဆန့်တယ် double ဒီကျွန်တော် double precision floating point မှာဖြစ်တယ် float မှာတော့32 bit ပဲဆန့်တယ် double မှာကျတော့သူ့ရဲ့မှာ2ဆ64 bit ဆန့်ပါတယ် double ဒီ double precision floating point type ဖြစ်ပါတယ် double ဆိုတဲ့အထက်မှာလည်းလက်သမကဏ္ဍတွေကိုကျွန်တော်တွားပြီးတော့ထည့်လို့ရပါတယ်depth of value က0.0 ရှိနေမယ်သူတဲ့ဘာမှထည့်မလားဆိုလို့ရှိရင်ဒီမှာ 0.0d ဆိုတဲ့တန်ဖိုးလေးရှိနေမှာဖြစ်ပါတယ်အဲနောက်မှာကျွန်တော် d ဆိုတာလေးပါတယ် d ဒီဘာကိုညွှန်းဆိုရလဲဆိုရင် d ဒီကျွန်တော် double data type ကိုညွှန်းဆိုပေးတာဖြစ်ပါတယ်အဲဒီနေရာမှာDOUပြန်ပြီး double ဆိုပြီးတော့ရေးထားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဒီမှာနောက်က d ဆိုပြီးပြောင်းလိုက်မယ်ပြောင်းပြီးအချိန်မှာ run ကြည့်လိုက်မယ်မထည့်ခဲ့တဲ့တန်ဖိုးတိုင်းပဲထွက်လာတာကိုတွေ့ရပါတယ်အဲ့တော့ double ကဒီ float တဲ့စာလို့ရှိရင်နှစ်ဆပိုဆန်တော့တဲ့ float မှာတော့32 bit ပဲဆန်ရယ် double မှာကျတော့64 bit ဆန်တယ်နောက်ကကျွန်တော် character ch ရာချဆိုတာရှိတယ် character ဒီကျွန်တော်စလုံးတစ်လုံးတည်းကိုပဲသိလို့ရတာဖြစ်ပါတယ် it represent 16 bit Unicode character စလုံးတစ်လုံးတည်းကိုပဲသိလို့ရတာဖြစ်ပါတယ် character စလုံးတစ်လုံးတည်းကိုပဲသိလို့ရတာဖြစ်ပါတယ် depth of value က backslash 0ဆိုတာရှိနေပါတယ် Unicode range က u plus d Unicode ဒီကုတ်ကနေစပြီးတော့ဒီကုတ်ဒီအောင်ကျွန်တော်တို့ကဒီ range ရှိနေပါတယ်အဲ့တော့ဒီချက်ကိုကျွန်တော်ထည့်ကြည့်လိုက်မယ် ch ရာချch ရာချ a ဆိုမှ7နဲ့ကိုကျွန်တော် a ဆိုတာထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်ဒီsum ဆိုတဲ့ဒီ variable ထဲမှာချဆိုတဲ့ character အမျိုးအစားပေါ့နော် character အမျိုးအစားဆိုရင်စလုံးတစ်လုံးပဲထည့်လို့ရတယ်သူ့ကိုကျွန်တော် single ကုတ်နဲ့ရေးရတယ်အဲ့တော့ run ရကြည့်မယ်ဒါဆိုရင်ကျွန်တော် a ဆိုတာထွက်လာလိမ့်မယ်အဲ့တော့ဒီ single ကုတ်ထဲမှာကျွန်တော် a နှလုံးရေးကြည့်မယ်ပေါ့သုံးလုံးရေးကြည့်လိုက်မယ် run ကြည့်တဲ့အချိန်မှာ run ကြည့်လိုက်မယ်ပေါ့ဗျာ run ကြည့်တဲ့အချိန်မှာသူက error တက်လိုက်မယ်ဘာလို့လဲဆိုရင်သူက character ဒီစလုံးတစ်လုံးလေးပဲသိလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီမှာ too many characters in character literal တဲ့ဒီ character ဆိုတဲ့အမျိုးအစားဒီစလုံးတစ်လုံးလေးပဲသိလို့ရတာဖြစ်ပါတယ်အဲ့တော့မှာတစ်လုံးနဲ့ a ဆိုတဲ့တစ်လုံးနဲ့ပဲထည့်လို့ရတယ်ထည့်ပြီးတော့ run ကြည့်လိုက်တယ်ပေါ့အဲ့ဆိုရင် a တစ်လုံးပဲထွက်လာတယ်ပေါ့နောက်ခါကျွန်တော်ဆက်ပြီးကြည့်မယ်နောက်ခါကျွန်တော် decimal ပေါ့ decimal ဒီသူ့ရဲ့မှာ size က1 to 8 bit ရှိပါတယ်သူ့ရဲ့မှာ depth of value ကဥပဒေဘာမှထည့်မထားဆိုလို့ရှိရင် 0.0m ဆိုတာရှိနေပါတယ်နောက်က m ဆိုတာလေးကိုကျွန်တော်ထည့်ပေးရတယ်ပေါ့ m ဒီကျွန်တော် decimal ကိုကိုစားပြုတယ်ဒီနောက်က post bit ပေါ့ဗျာနောက်ဆုံးမှကျွန်တော်ထည့်ပေးရတယ် post bit ဖြစ်ပါတယ်သူ့ရဲ့မှာ size က1 to 8 bit ဆန်ပါတယ်decimal ဆိုတဲ့နေရာမှာလည်းရေးကြည့်မယ် decimal ကိုကျွန်တော်ရေးကြည့်မယ်ပေါ့ဒီနေရာမှာကျွန်တော် sum နဲ့ကိုကျွန်တော် DECIMAL နဲ့ decimal ဆိုပြီးကြာလိုက်ကြရတယ်အဲ့တော့ sum နဲ့ကိုထည့်ကြည့်မယ်point m ဆိုတာနောက်ကထည့်ပေးရတယ်အဲ့ run ကြည့်မယ် run တဲ့အချိန်မှာနောက်ထည့်ခဲ့တဲ့တန်ဖိုးတိုင်းပဲထွက်လာတာကိုတွေ့ရလိမ့်မယ်နောက်က m ကတော့ပါမလာဘူးဘာလို့လဲဆိုရင်ဒီ m က decimal ကိုကိုစားပြုပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှေ့သင်ခန်းစာမှာဆက်တွေ့ရအောင်နော်